အားလုံးပဲမင်္ဂလာပါကျွန်တော်တို့လူအများစုကတိုက်ထိုးတဲ့အခါမှာလက်ဝါးနဲ့ပဲထိုးကြတာများပါတယ်အဲ့ဒါကျွန်တော်တို့အရင်လွယ်နေသူပဲဘာလို့ခုလိုပြောလဲဆိုရင်လက်သီးနဲ့တိုက်ခါ90လောက်ထိုးနိုင်တဲ့သူကဟိုလက်ဝါးနဲ့ပြောင်းထိုးမယ်ဆိုရင်တိုက်ခါ100လောက်ထိထိုးနိုင်တယ်လို့ကျွန်တော်အတွေ့အကြုံရသိထားတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့လက်သီးနဲ့တိုက်ထိုးခြင်းတဲ့သူတွေကိုဘယ်လိုမျိုးထိုးရမလဲဆိုတာကိုလက်တွေ့အလုပ်ဆောင်ပြသပေးတော့ဖြစ်ပါတယ် Okay ဗီဒီယိုလေးကိုစလိုက်အောင်အရင်ဆုံးအနေနဲ့လက်သီးကိုစုပ်မယ်ပြီးရင်ခြေထောက်ကိုဆန့်ထားပါမယ်ခေါင်းကိုအဖြောင်တိုင်းထားရမယ်လက်ကိုအရင်ချေမထားပဲပုံမှန်အနေထားလောက်ပဲထားပါမယ်ဒီတောင်းကလည်းတဲ့တဲ့လေးဖြစ်နေရပါမယ်အပေါ်ကကြည့်ရင်တော့မြားအချုံပုံစံမျိုးဖြစ်နေရမယ်ပြီးရင်တော့အရှိဖြည်းဖြည်းချင်းလေးဆင်းသွားမယ်တော့ပိုးဆောင်နေတယ်ပြောချင်တာကတော့လက်သီးနဲ့တိုက်ထိုးတာအကြေများများထိုးနိုင်ဖို့ခက်ပါတယ်။ဘာလို့လဲဆိုတော့ခန္ဓာကိုယ်တစ်ခုလုံးရဲ့အားကလက်သီးပေါ်မှာတက်ရောက်နေပြီးတော့လက်သီးကအလေးချင်းမရှိသေးတဲ့အတွက်ဟိုဓာတ်မခံနိုင်တဲ့ခါကျတော့ဒီကုန်းပဲ့ရတော့နာကျင်တာမျိုးတွေဖြစ်နိုင်တယ်။ဆိုတော့အကြေနည်းနည်းနဲ့စပြီးအထိုးအတွက်အကြံပေးချင်ပါတယ်။ Hi. Okay. ဒီလိုမျိုး body building နဲ့ပတ်သက်တဲ့ video လေးကြိုက် channel လေးကို subscribe ပေးထားပါဦး။နောက်ထပ်ရောဘယ်လို video မျိုးတွေတင်နေချင်လဲ comment မှာရေးတော့ပေးခဲ့ပါဦး။ Oh, here we go again.